ရောထွေးနေတာရှိအကောင်းနဲ့အဆိုးအဲ့ဒီရောထွေးနေတဲ့ထဲမှာဘယ်ဟာအဆိုးလဲဘယ်ဟာအကောင်းလဲသိဖို့လိုတယ်ပေါ့လူတိုင်းမှာမွေးရပါစိတ်ဓာတ်တွေရှိကြအဲ့ဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာခတ်သိမ်းဟာအကောင်းကြီးလည်းမဟုတ်ဘူးအဆိုးကြီးလည်းမဟုတ်ဘူးအဲ့ဒီအကောင်းအဆိုးနှမျိုးဟာဘာနဲ့ဥပမာတူတော့ဆိုရင်လူတွေရဲ့တဏ္ဍာမှာအစိတ်တောက်ဖြစ်စေတတ်တဲ့အရာကတစ်မျိုးကျမ်းမှန်တန်ဆွမ်းမှုကိုဖြစ်စေနိုင်တဲ့အရာတစ်မျိုးလို့ကိုယ်ကာယမှာဒီလိုနှမျိုးရှိတယ်လို့ပဲစိတ်မှာလည်းပဲစိတ်တောက်ဖြစ်စေနိုင်တဲ့အရာနဲ့ကျမ်းမှန်တန်ဆွမ်းလန်းဆန်းစေနိုင်တဲ့အရာလည်းဒီလိုရှိအဲ့ဒီနှမျိုးကိုမြတ်စွာဘုရားသိအောင်ခွဲခြားဟောကြားခြင်းသာဖြစ်တယ်သိအောင်ခွဲခြားဒါလူတိုင်းသိရှိရမယ့်အချက်မိမိရဲ့ဘဝမြင့်တင်နိုင်ရေးအတွက်ကိုယ်ကာယကျမ်းမှတန်ဆွမ်းမှုဆိုတဲ့နေရာမှာကိုယ်ကာယမှာအစိတ်တောက်ဖြစ်စေနိုင်တဲ့အရာတွေကိုယ်တဏ္ဍာမှာကာကွယ်ပေးပြီးတော့ရှိနေခဲ့တော့ရှင်းလင်းဖယ်ရှားပစ်ဖို့ ਨੇ ကိုယ်ကာယလန်းဆန်းတက်ကြွစေနိုင်တဲ့အကျိုးပြုတဲ့အရာတွေကိုတော့ထပ်ပြီးတော့ဖြစ်တင်ပေးရမှာဒါသဘောပါထို့တူပဲစိတ်ပိုင်းဆိုင်ရာမှာလည်းပဲအစိတ်တောက်ဖြစ်နေတဲ့အရာတွေလူတွေရဲ့တဏ္ဍာမှာရှိနေထိုအစိတ်တောက်ဖြစ်တဲ့အရာတွေကိုဖယ်ရှားပစ်ပြီးတော့လူတွေရဲ့စိတ်နေသဘောထားတွေမြင့်မြတ်လာစေမဲ့အရာတွေကိုပြုစုပြောထောင်ပေးရမှာအဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီနှစ်ခုကိုခွဲခြားဟောပြီးတော့အစိတ်တောက်ဖြစ်မဲ့အရာတွေကိုဖယ်ရှားလို့လန်းဆန်းတက်ကြွကြီးပွားတိုးတက်စေနိုင်တဲ့စိတ်နေသဘောထားတွေကိုကိုယ်တဏ္ဍာမှာမွေးမြူဖွံ့ဖြိုးအောင်လုပ်ရမယ်လို့ဟောတယ်စကားလုံးနဲ့ပြောမယ်ဆိုရင်တော့အစိတ်တောက်ဆိုဒီမှာအကုသိုလ်မှန်သမျှမလုပ်ဘဲရှောင်ကျဉ်ရမယ်ကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာဖြစ်အောင်တတိထားရမယ်လို့ဆိုတဲ့ဒီအချက်နှစ်ချက်ဟာမြတ်ဗုဒ္ဓရဲ့အခြေခံအဆုံးအမတစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒီတော့ကုသိုလ်နဲ့အကုသိုလ်ခွဲခြားသိထားပြီးတဲ့နောက်မှာအကုသိုလ်ကိုကိုယ်တဏ္ဍာမှာမဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်ခြင်းဖြစ်လာလို့ရှိရင်ရှင်းလင်းဖယ်ရှားပစ်ခြင်းကုသိုလ်ဆိုတဲ့ကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးနိုင်တဲ့တဘာဝဆွမ်းအားတွေကိုယ်တဏ္ဍာမှာမဖြစ်သေးရင်ဖြစ်အောင်လုပ်ခြင်းဖြစ်လာပြီးလို့ရှိရင်တိုးတက်ပွားများလာအောင်ကြိုးစားခြင်းဆိုတဲ့ဒီလုပ်ငန်း၄ရပ်ကြိုးစားမှု၄ရပ်ကိုတမ္ပပဒံလို့ခေါ်တယ်တမ္မာပဒါနမှန်ကန်သောကြိုးပမ်းအထောက်မှုလို့ဆိုအဲ့ဒီတဲ့အရေးကြီးတဲ့လောကမှာမရှိဘူးလို့ဆိုလို့ဒါဖြင့်ပြင်မဲ့ကကိစ္စတွေရောအရေးမကြီးဘူးလားလို့ဆိုအားလုံးဟာဒီထဲမှာဘောင်ဝင်သွားတယ်လူဘဝယက်တိဖို့ရအတွက်ဒီအခြေအနေကောင်းတွေနဲ့ပတ်သက်တယ်အားလုံးလည်းသိကြတဲ့အတိုင်းပဲအခြားဖွံ့ဖြိုးတိုးတက်မှုမှန်သမျှဟာကိုယ်ကာယတန်ဆွမ်းမှုနဲ့အသိဉာဏ်ဖွံ့ဖြိုးမှုပေါ်မှာမူတည်တယ်ပေါ့ကိုယ်ကာယတန်ဆွမ်းမှုအသိဉာဏ်ဖွံ့ဖြိုးမှုကိုအကျိုးပြုတဲ့တရားတွေဟာ wholesome state လို့ခေါ်တဲ့ကုသိုလ်တရားတွေသာဖြစ်တယ်ပေါ့ကုသိုလ်ဆိုဒီမှာစိတ်ချမ်းသာမှုကိုပေးတယ်ဘယ်ခါပဲဖြစ်ဖြစ်စိတ်ကိုပူပင်သောကကိုမဖြစ်စေတတ်ဘူးလန်းဆန်းတက်ကြွမှုကိုဖြစ်စေတတ်တယ်ဒါကြောင့်မို့ကုသိုလ်ဆိုတဲ့သဘာဝတရားဟာမိမိအတွက်အကျိုးပြုတဲ့တရားဖြစ်လို့ wholesome state လို့အင်္ဂလိပ်လိုဘာသာပြန်ညတာနော် wholesome ကောင်းကျိုးတွေကိုဖြစ်စေတယ် unwholesome ဆိုတဲ့အကုသိုလ်တွေကြတော့ကိုယ်ဘယ်လို့မှအကျိုးမပြုစိတ်ထဲမှာဖြစ်တာနှစ်ခုစဉ်းစားကြည့်ပေါ့ထင်ရှားတာကိုပြောမယ်ဆိုရင်ဒေါသဖြစ်နေတဲ့အချိန်နဲ့မေတ္တာဖြစ်နေတဲ့အချိန်နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်ဒေါသဖြစ်နေပြီဆိုရင်လူဟာစိတ်ဟာပူလောင်နေမကြေမနက်တွေဖြစ်နေတယ်စိတ်ပူလောင်မှုတွေဖြစ်နေတယ်စိတ်လှုပ်ရှားမှုတွေ evil emotions ဆို
မကောင်းတဲ့အတွေးတွေတွေးလာတယ်ဒေါသဖြစ်နေပြီဆိုရင်ဘာလုပ်မယ်ညာလုပ်မယ်နဲ့တွေးတဲ့အတွေးတွေမှန်သမျှဟာရာဇဝမှုဘက်ကိုဥလဲ့နေတဲ့အတွေးတွေသာတွေးနေမှာပဲဒါကိုယ့်ကိုယ်စဉ်းစားကြည့်ပါစို့ဒေါသနဲ့အတွေးတွေဟာတစ်ဖက်သားကိုပြောလိုက်မယ်ဆိုလိုက်မယ်ရိုက်လိုက်မယ်နှိမ့်လိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကျေနပ်မှုတွေကနေဆင့်ပွားပြီးတော့မဖြစ်တဲ့အပြောမပြောတဲ့အပြောတွေစကားတွေနှုတ်ကထွက်တယ်မလုပ်တဲ့အလုပ်တွေလုပ်လာအဲ့ဒါunwholesome state ရဲ့လှုပ်ဆောင်မှုနဲ့ bad emotion ကိုမထိန်းနိုင်ဘူးဆိုလို့ရှိရင်လူတွေကပြဿနာတက်သွားတယ်ဒီကနေ့ကမ္ဘာကြီးမှာ terrorism ဆိုတာပေါ်နေပြီးတော့အဲ့ဒါကိုလက်ခံပြီးတော့မှန်တယ်ထင်ပြီးတော့လုပ်နေတဲ့ပုဂ္ဂိုလ်တွေဟာအမုန်းတရားကိုအခြေခံပြီးလုပ်နေကြတာပဲဖြစ်တယ်ဒေါသဆိုတာကိုအခြေခံပြီးတော့လုပ်နေကြတာဖြစ်တယ်ဒါကြောင့်မို့ဒေါသဆိုတဲ့အဆိုးတရားဟာလူတွေရဲ့ယင်ထဲမှာလူတိုင်းမှာရှိတဲ့ယင်ထဲကနေဖယ်ထုတ်ပယ်ရှားပြစ်လိုက်ပြီးပယ်ချကြရမှာဖြစ်တယ်ပယ်ရှားလိုက်နိုင်ပြီဆိုရင်အားလုံးဟာဒီချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့တူတူဟာจิตနှချင်းသီခံခြင်းခွင့်လွှတ်ခြင်းနဲ့တူတူဒုက္ခပေးတာမျိုးမလုပ်ကြတော့ကဘာကြီးငြိမ်းချမ်းသွားနိုင်တယ်လူမျိုးဆိုလို့ရှိရင်လည်းလူမျိုးတအုပ်စုတွေမှာငြိမ်းချမ်းသွားနေနိုင်ငံဆိုလည်းနိုင်ငံတစ်နိုင်ငံအတွင်းမှာငြိမ်းချမ်းအဓိကအကြောင်းတရားကတော့အဲ့ဒါသာလည်းဖြစ်တယ်အဲ့ဒါကိုပဲမြတ်စွာဘုရားကဟောတာအဆိုးတရားတွေကိုကိုယ့်ရင်ထဲမှာမတိုးပွားအောင်ကြိုးစားဖယ်ရှားဖို့အကောင်းတရားတွေကိုမိမိရင်ထဲမှာပြုစုပြိုးထောင်ပြီးတိုးပွားလာအောင်ဆောင်ရွက်ဖို့ဆိုတာမြတ်စွာဘုရားရဲ့ဒီအခြေခံအကျအဆုံးအဆုံးအမတာဖြစ်တယ်ပြောမယ်ဆိုရင် what the Buddha taught ဘုရားဆုံးမချက်တွေဟာဒါတွေပဲဖြစ်တယ်ပေါ့အဲ့ဒါလို့ဆုံးမတော်မူခဲ့တဲ့မြတ်စွာဘုရားရဲ့တရားတော်အတိုင်းဘုရားဘာသာဝင်တွေဟာလိုက်တာကျင့်သုံးကြတာဖြစ်တယ်ပေါ့အဲ့ဒါလို့အခြေခံအားဖြင့်မြတ်စွာဘုရားအဆုံးအမဟာအကုသိုလ်တရားတွေကိုလုံးဝဖယ်ရှားပစ်ခြင်းနဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာတိုးပွားအောင်လှုပ်ဆောင်ခြင်းဟာအဓိကဒါဖြင့်ဗမာလူမျိုးတွေနားလည်နေတဲ့ကုသိုလ်ဆိုတာဘုရားကျောင်းကန်နေသွားပြီးတော့တရားထိုင်ရမှာလားလှူရမှာလားတန်းရမှာလားဥပုသ်သီလစောင့်တည်ရမှာလားဒီလိုဆိုလိုတာမဟုတ်ဘူးကုသိုလ်ဆိုတာအပ္ပဒါမခြေပြတ်တယ်အိမ်မှာနေရင်လမ်းသွားရင်လည်းကုသိုလ်စိတ်ဓာတ်ဆိုတာကိုယ်နဲ့ပတ်ဝန်းကျင်ဆုံစည်းလာတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားတယ်အကျဉ်းနာပွားတယ်အားလုံးလေးစားတယ်ခင်မင်းတယ်ဆိုပါစို့ကိုချင်းစာတရားရှိလမ်းသွားတာတောင်မှကိုချင်းစာတရားနဲ့သွားမယ်ဆိုလို့ရှိရင်ဘယ်သူကမှအနှောက်အယှက်ပေးရမရောက်ဘူးပေါ့အဲ့တော့ကိုချင်းစာတရားစာနာစိတ်ကလေးတွေဟာဒါတွေဟာကုသိုလ်အလွန်တန်ဖိုးရှိတဲ့ကုသိုလ်ကျောင်းကြီးတွေကံကြီးတွေဆောက်ပြီးမှကုသိုလ်မဟုတ်ဘူးအဲကိုချင်းစာစိတ်လေးရဲ့တန်ဖိုးဟာအမှန်တမ်းကြီးမားကိုချင်းစာတယ်ဆိုတာမေတ္တာအခြေခံတရားတစ်ခုပဲဒါလည်းကုသိုလ်ပဲအဲ့ဒီမေတ္တာအခြေခံနိုင်မှလူတွေရဲ့တဏ္ဍာတဦးနဲ့တဦးဆက်သွယ်ပေါင်းဆက်ပြီးကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်ဖြစ်တာဟုတ်တဦးတူမကျေနပ်တာတို့စော်ကားတာတို့လုပ်ပြီးဆိုလို့ရှိရင်အကုသိုလ်တွေကဇက်တိုက်လာတော့တာနော်သူတစ်ခုလုပ်ရင်ငါနှစ်ခုလုပ်မယ်ဆိုတာမျိုးတွေနဲ့အဲ့ဒါလို့ဖြစ်ပြီးတဦးတူရန်ဆောင်ခြင်း jealousy ဖြစ်ခြင်းကိုယ်သာကြီးပွားလို့တဲ့ကျင်းမြောင်းတဲ့စိတ်ဓာတ်တွေမွေးမြူခြင်းဆိုတာဒါတွေကအကုသိုလ်တွေကြီးပဲအကုန်လုံးအဲ့တော့ကုသိုလ်လုပ်တယ်ဆိုတာအခြေခံအားဖြင့်ပြောမှဆိုရင်ကိုချင်းစာစိတ်လေးထားကိုချင်းစာတရားထားတယ်ကိုချင်းစာတရားထားအဲ့တော့မေးကောင်းမေးလိမ့်မယ်ကိုကတော့ကိုချင်းစာတားပါတယ်ကိုကတခြားလူကကိုချင်းစာတရားမထားဘူးဆိုရင်ဘယ်လိုလုပ်နေပါစေဒါကိုအလုပ်မဟုတ်ကိုကကိုချင်းစာတရားထားရင်ကို့မှာကုသိုလ်ဖြစ်ကိုကကိုချင်းစာတရားပြန်မထားလို့ပြန်လှုပ်လိုက်တယ်ဆိုလို့ရှိရင်ကိုဟာအမှားတစ်ခုကိုကျူးလွန်တာဖြစ်သွားတယ်နော်ကိုယ့်ဘက်ကအမှားတစ်ခုကျူးလွန်သွားတာဖြစ်တယ်သူ့ဘက်ကအမှားကိုကိုယ့်ဘက်ကိုဆွဲယူလိုက်တယ်လို့ဖြစ်သွားဘာနဲ့ဥပမာတူတယ်လဲလို့ဆိုရင်လူတယောက်ကိုမကျေနပ်လို့
မစင်တုံးနဲ့ကောက်ပေါက်လို့ရှိရင်ဟိုလူကတိမ့်လိုက်လို့ရှိရင်သူ့မစင်ကပေးချင်မှပေးမယ်မစင်တုံးကိုကောက်ကင်တဲ့လူကပေးသွားပြီအဲ့တော့လူလောကမှာအာကုသိုလ်ဆိုတဲ့စိတ်တွေသဘောထားတွေကိုယ့်ရင်နဲ့နှလုံးထဲမှာမဖြစ်အောင်ရှောင်ကျင်တာကကိုယ့်ရဲ့တောင်းဟောမရှောင်တာကကိုယ့်အလုပ်တစ်ဖက်သားကကိုမရှောင်ဘူးဆိုရင်ကိုယ့်အလုပ်မဟုတ်ဘူးကိုယ့်ဘက်ကပဲရှောင်ရမှာဖြစ်တယ်ပေါ့အဲ့လိုတစ်ဖက်သက်လူတော်လူကောင်းဖြစ်အောင်ကြိုးစားအားထုတ်တာဟာစိတ်ဖြူစင်အောင်ထားအများကောင်းအောင်ကြိုးစားလို့ဆိုရင်ဖရာအလောင်းတို့ရဲ့ကျင့်စဉ်တစ်ခုသာလည်းဖြစ်တယ်ပေါ့မိမိကိုယ်တိုင်ကဖြူစင်တဲ့စိတ်တွေသဘောထားတွေထားတယ်ကိုယ်ကအများအတွက်ကောင်းတဲ့လူဖြစ်ရဆိုလိုတာက be good to others good to others ကိုကသူများပေါ်ကောင်းဖို့ရအရေးကြီးတယ်သူများကကိုယ်ကိုကောင်းဖို့ဆိုတာသူနဲ့သက်ဆိုင်တယ်ကိုယ်နဲ့မဆိုင်ဒါကြောင့်သူဆိုးတာနဲ့ကိုယ်ဆိုးရမယ်လို့ဒီလိုမလုပ်ရဘူးเนาะအဲ့ဒါဆိုရင်လိုက်ရှင်ပြိုင်မယ်ဆိုရင်သူဘွဲမရလို့ငါလည်းမရတော့ဘူးလို့ပြောမလားเนาะသူပညာမတတ်လို့ငါလည်းပညာမတတ်အောင်နေမယ်လို့ပြောလို့ရမလားအဲ့ဒီဘက်တည်းကြတော့လူတွေမပြိုင်ကြဘူးလေဘာတွေပြိုင်ကြတော့ဆိုတချို့ကစာရန်လေးရေးထားတာရှိသူကောင်းရင်ကျွန်ုပ်မဆိုးပါအဲ့တော့သူမကောင်းတာနဲ့ကိုယ်ကဆိုးနေရတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ပေါ့အဲ့ဒါကိုယ့်ကိုယ်မပိုင်တဲ့သဘောကိုယ့်ကိုပြန်ပြီးတော့ဆွဲနှိပ်ပြလိုက်တဲ့သဘောမျိုးဖြစ်တယ်ပေါ့အဲ့ဒါမျိုးမဟုတ်ဘူးသူမကောင်းကျင်နေပါစေကိုယ်ကောင်းပါမယ်ဒါပဲကြိုးစားမြတ်စွာဘုရားကတန်လေခတုတ်မှာဟောထားတဲ့44မျိုးသောကျင့်စဉ်တွေဟာအလွန်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီထဲမှာနမူနာတစ်ခုပြောရမယ်ဆိုရင်မြတ်စွာဘုရားသူများတွေကသူများအသက်ကိုတတ်ခြင်းဆိုတဲ့ပါဏာတိပါဒဖြစ်မှုတွေကျူးလွန်ခြင်းကျူးလွန်ကြပါစေငါတို့တော့မကျူးလွန်ဘူးသူများတွေကတစ်ဖက်သားရဲ့ဥစ္စာပစ္စည်းတွေကိုမတရားယူတာတွေရှိတယ်ငါတို့တော့မယူဘူးဒီလူကစကားပြောရင်ရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ငါတို့ကတော့ရိုင်းရိုင်းဆိုင်ဆိုင်ဘယ်တော့မှမပြောဘူးဒီလိုပဲကျင့်ရမယ်ကိုကဘယ်တော့ပဲဖြစ်ဖြစ်အကောင်းဘက်ကပဲနေမယ်ဆိုတဲ့စိတ်ဓာတ်မွေးမြူဖို့လို့ဒါဟောဗုဒ္ဓထောက်တယ်ဘုရားရဲ့အဆုံးအမတွေပေါ့ကြဲကြဲပြန့်ပြန့်ကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ဒီ basically teaching အခြေခံဆုံးမချက်ကတော့အဲ့ဒါကိုကအမြဲတမ်းကောင်းအောင်ကြိုးစားနေခြင်းဟာမြတ်စွာဘုရားရဲ့အခြေခံဆုံးမချက်တစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒီအခြေခံဆုံးမချက်ကိုလိုက်နာတာဟာမြတ်ဗုဒ္ဓရဲ့ဆုံးမကိုလိုက်နာပြီးဘုရားကိုးကွယ်ရာရောက်တယ်ဗုဒ္ဓဘာသာဟာတခြားဘာသာတွေနဲ့မတူတာကတခြားဘာသာတွေကယုံကြည်မှုနဲ့သွားတယ်ယုံကြည်မှုနဲ့သွားပြီးအနန္တတကုကိုယုံကြည်ကြတယ်အနန္တတကုရှင်ကကဘာကြီးကိုဖန်တီးနေတယ်ကိုယ့်ကိုဖန်တီးတာမဟုတ်ဘူးဘုရားသခင်ကဖန်တီးပေးနေတာဆိုတဲ့အားလုံးဟာဘုရားဘောပုံချတဲ့ဝါဒသာလည်းဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်နတ်ကိုးကွယ်တဲ့ဘာသာတရားတွေကြီးပဲအားလုံးဟောနတ်ကိုးကွယ်တဲ့ဘာသာတရားနတ်ကိုးကွယ်တဲ့ဘာသာတရားဆိုတာကဘာဦးကာလကပဲလူတွေအသိဉာဏ်မရှိခင်ကလက်ခံလာတဲ့ဘာသာတရားအသိဉာဏ်ရှိလာတဲ့အချိန်လေးဟာလူတွေဟာမိမိကိုယ်ကိုမိမိအာယုစိုက်လာကိုယ်ကောင်းမှာကိုယ်ကောင်းရင်ကောင်းပဲမှမရွေ့ကြိုးစားကဖျားဖြစ်တယ်ဆိုတာလေလက်ခံယုံကြည်ကြကိုယ်လုံးမကိုယ်ရတယ်ဆိုတဲ့အတွေးတွေဟာလူတွေရဲ့ခေါင်းထဲမှာရောက်ရှိအဲ့ဒီအတွေးဟာမြတ်ဗုဒ္ဓရဲ့ဆုံးမချက်ဒီကြီးပဲအကုန်မှန်ကန်တဲ့လမ်းကြောင်းကပြောတဲ့အရာတွေမှန်သမျှဟာမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာဘောင်ဝင်နေတာတွေကြီးပဲနော်ကိုယ်ကိုအားကိုးရမယ်ဒါကြောင့်မို့တကုရှင်ကိုအားကိုးတာမျိုးဘုရားဘာသာမှာမရှိဘူးကိုယ်ကိုအားကိုးခြင်းသာလည်းရှိတယ်ဒါဖြင့်ဘုရားကိုဘာဖြစ်လို့ကိုးကွယ်နေကြတာတော့လို့ဆိုအဆုံးအမရဖို့ကိုးကွယ်တာဖြစ်တယ်အဆုံးအမနာခံရင်လို့ကိုးကွယ်တာတက္ကသိုလ်တွေအခုလိုယေရနာဘုံတက္ကသိုလ်အကြောင်းမှာဘာဖြစ်လို့လာပြီးတော့ပညာသင်ကြားတယ်လို့ဆိုရင်ပညာရဖို့တက်နော်ထို့တူပဲဘုရားဘာသာဝင်အဖြစ်ခံယူပြီးဘုရားကိုးကွယ်တယ်ဆိုတာပညာရဖို့သက်စွာဘုရားရဲ့အဆုံးအမတွေတ
ဒါဖြင့်ဘုရားအဆုံးအမကိုရတော့ဘာဖြစ်လဲလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိတယ်ဒီနှစ်ခုဟာအရေးကြီးဆုံးပဲလောကမှာမြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာကရဏီယဆိုတာလုံးတဲ့နာအခရဏီယဆိုတာမလုံးတဲ့နာလုံးတဲ့နာနဲ့မလုံးတဲ့နာတနည်းပါဠိစကားလုံးတစ်ခုကကတ္တပအကတ္တပကတ္တပဆိုတာလုံးတဲ့နာအကတ္တပဆိုတာမလုံးတဲ့နာဒီနှစ်ခုကအရာရာမှာရှိအခုပမောက္ခချုပ်တို့ဒုတိယပမောက္ခချုပ်ပမောက္ခဆရာကြီးတွေတို့ကတိကဆရာတွေတို့ဆရာမတွေတို့အားလုံးဟာကျောင်းသားတွေကိုဆုံးမတဲ့အခါမှာမလုတ်တင်တာမလုတ်ဖို့နဲ့လုတ်တင်တာလုတ်ဖို့ဒါပဲဆုံးမအချုပ်အားဖြင့်ပြောရင်တော့ဒီထဲမှာအကုန်ပေါင်းဝင်နေပေါ့လုတ်တင်တာနဲ့မလုတ်တင်တာဒီတစ်ခုပဲပြောတာအချုပ်ပြောလိုက်ဒါမလုတ်နဲ့ဒါလုတ်ဟောဒီလိုပဲဆုံးမအသိပညာပေးတာတွေဟာမှန်သမျှတွေကလည်းမလုတ်တင်တာနဲ့လုတ်တင်တာခွဲခြားသိဖို့ပဲဘာကြောင့်လဲလို့ဆိုရင်မလုတ်တင်တာကိုလုတ်တင်တယ်လို့ထင်ပြီးလုံးမိရင်ပြဿနာဖြစ်တယ်လုတ်တင်တာကိုမလုတ်ဖဲနဲ့နေပြီးလို့ရှိရင်လည်းပြဿနာဖြစ်တယ်ဒီနှစ်ခုဟာတူညီသောအကျိုးသက်ရောက်မှုဖြစ်စေဒါကြောင့်မို့ဒီလိုလုတ်တင်တာနဲ့မလုတ်တင်တာသိဖို့ဆိုတာပညာရဲ့အရာဖြစ်တယ်ပေါ့ဒါကြောင့်မို့အလုံးဟာနေ့စဉ်နဲ့အမျှဒီလိုတက္ကသိုလ်ကြီးတွေဟာဒီမြန်မာနိုင်ငံအနေနဲ့ပြောမယ်ကမ္ဘာနိုင်ငံတွေအနေနဲ့ပြောမယ်ဆိုရင်လူတွေဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးဆုံးဌာနဆိုဒီတကယ်ကိုမိန်ကြတဲ့အရာဟာဘယ်ဟာလဲနော်ဖြေတော့အမျိုးမျိုးထွက်ချင်ထွက်ကြမယ်ဘုန်းကြီးအနေနဲ့ဖြေပေးရမယ်ဆိုတက္ကသိုလ်ဟောပညာသင်ကြားတဲ့နေရာတွေအားလုံးမူလတန်းပညာကနေစပြီးတော့တက္ကသိုလ်ပညာထိအောင်ဒီကနေ့ခေတ်ပညာပေးတဲ့နေရာတွေဟာမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးဆုံးနေရာလို့ပြောမှာဖြစ်တယ်အရေးကြီးဆုံးနေရာမှာဒုတိယတွေရောက်ရှိပြီးအရေးကြီးဆုံးလုပ်ငန်းတွေကိုလုပ်နေရတယ်လို့စိတ်ရဲ့ mindset ကိုပြောင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါတကယ်အစစ်အမှန်ပဲနော်အစစ်အမှန်တကယ်ကိုအရေးကြီးတာတော့ပညာဟာအရေးကြီးဆုံးပဲဒါကခုမှပြောတဲ့စကားတွေလည်းမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကခုနပြောတဲ့ wholesome state လို့ဆိုတဲ့လူကိုကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားဆိုတဲ့အထက်မှာအထွတ်ထိပ်အကောင်းဆုံးကုသိုလ်ကိုပြောစမ်းမှာဆိုရင်ပညာပဲမြတ်စွာဘုရားသုံးတဲ့စကားလုံးထဲမှာပညုတ္တရာတဗ္ဗေဓမ္မာအမှန်တရားတွေထဲမှာပညာဟာအကောင်းဆုံးလို့သူဟောခဲ့ပညုတ္တရာပညာဥတ္တရာပညာဟာအမြင့်ဆုံးပဲပညုတ္တရာတဗ္ဗေဓမ္မာတဘာဝတရားအလုံးထဲမှာလူတွေရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်လာတဲ့အရာတွေအလုံးဟာပညာဟာတန်ဖိုးအရှိဆုံးပဲလို့သူဟောတာအဲ့ဒီမှာစိတ်ရွှေရတနာတွေကိုတန်ဖိုးရှိတယ်လို့ဟောတာမဟုတ်ဘူးတခြားအရာတွေကိုတန်ဖိုးရှိတယ်လို့မဟုတ်ဘူးပညာကိုသာလင်ပညာဟာတန်ဖိုးရှိဆုံးလို့ဟောပညာနရဏရတနာပညာဟာလူသားအလုံးရဲ့မျက်နှိုးပဲအကောင်းဆုံးယရနာပဲပညာသည်ယရနာပဲဖြစ်တယ်ပေါ့အဲ့ဒီမှာစိတ်ရွှေဗရမ ्या စတဲ့အရာတွေကိုမြတ်စွာဘုရားကလူသားတွေကြီးပွားတိုးတက်ရေးအတွက်ယရနာလို့မခေါ်ဘူးတကယ်ကတော့အမြတ်ဆုံးယရနာလို့ပြောမယ်ဆိုရင်ပညာသည်ယရနာလို့ဒီလိုဟောတာပညာနရဏရတနာအသိပညာသည်လူသားတို့ရဲ့မျက်နှိုးရဲ့အကောင်းဆုံးယရနာတစ်ပါးဖြစ်တယ်လို့ဒီလိုဘာကြောင့်ဒီလိုဟောတာတုံးလို့ဆိုအကြောင်းရှိအခုလိုပညာရှိမှကျမ်းမာအောင်လဲနေတတ်တယ်ဖွံ့ဖြိုးတိုးတက်အောင်လည်းလုပ်နိုင်ပညာနှိမ့်ချသွားပြီဆိုလို့ရှိရင်အကောင်းဆုံးအကြောင်းအကျိုးခွဲခြားသိနိုင်စွာမရှိတော့ဘူးခွဲခြားသိနိုင်စွာမရှိသည့်အတွက်ကြောင့်
ကျမ်းမာရေးလည်းကြာဆင်းသွားမယ်စီးပွားရေးလည်းကြာဆင်းသွားမယ်တိုးတက်ရေးတွေလည်းကြာဆင်းသွားမယ်အားလုံးဘက်ဆုံးကချွတ်ချုံကြပြီးတော့ကြာဆင်းသွားတယ်ပညာတိုးတက်ပြီဆိုလို့ရှိရင်လူတွေဟာအသိပညာနဲ့လောကမှာလှုပ်တင်တာမလှုပ်တင်တာသိတာကအစဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့အသိပညာတွေနောက်ဆုံးမှာကိုချင်းတရားကောင်းတယ်ဆိုတာလေပညာရဲ့ထိန်းချောင်းမှုအောက်မှာရှိတယ်ကျမ်းမာမှုဆိုတာလေပညာရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်အားလုံးဟာအသိပညာကနေပြီးအကုန်လုံးအဆုံးဖြတ်ပေးသွားတာဖြစ်တယ်ဒီကနေ့ကဘာမှာသိစရာတွေမြောင်များစွာရှိတယ်သူစရာတွေမြောင်များစွာရှိတယ်လေးလာမှတ်သားစရာတွေမြောင်များစွာရှိတယ်ဘလောက်ပဲများအဲ့ဒီများပြားလှတဲ့ဒီအကြောင်းအရာဆိုလိုတာကတုဒ္ဒပေါ့တုဒ္ဒဆိုတာနာကကြားရတဲ့အကြားတွေမှန်သမျှသို့မဟုတ်မျက်စိနဲ့ဖတ်ရှုလေ့လာတဲ့အရာတွေမှန်သမျှသူပြောလူပြောလို့ကြားတဲ့အရာတွေမှန်သမျှကမ္ဘာလောကကြီးမှာရှိသမျှတည်င်းဟူသမျှပေါ့နော်အဲ့ဒီတည်င်းဟူသမျှသို့မဟုတ်ကိုသင်ထားတဲ့ subject matter တွေမှန်သမျှအဲ့ဒါတွေဟာတုဒ္ဒရိတာဖြစ်တယ်ပေါ့ပညာမဟုတ်သေးဘူးဒါဖြင့်ဒီတက္ကသိုလ်ကသင်ပေးနေတာပညာလားလို့မေးရင်ပညာမဟုတ်ဘူးဘာကိုသင်ပေးတာ subject matter ကိုသင်ပေး subject matter ဆိုတာစဉ်းစားစရာအကြောင်းတစ်ခုသင်ပေးတာပဲလေ subject matter ကိုသင်တာဒါပေမဲ့လို့ပညာသင်တယ်လို့ခေါ်ကြတယ် subject matter ကိုအခြေခံပြီးတော့မှပညာဆိုတာဖြစ်ပေါ်လာတာတည်တည်ချာချာအလေးနဲ့စဉ်းစားကြည့်မယ်ဆိုဒါတွေဟာမှတ်သားထားတဲ့ကြားနာမှတ်သားထားတဲ့လေ့လာထားတဲ့ဖတ်ရှုထားတဲ့အရာတွေဟာအားလုံးဟာ subject matter တွေပညာမရှိလို့ရှိရင်အဲ့ဒီ subject matter တွေပေါ်မှာကိုယ့်ရဲ့ခံယူချက်ဟာလွဲမှားသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ပညာဆိုတာအဲ့ဒီ subject matter တွေပေါ်မှာဆင်ញင်သုံးသပ်ပြီးစဉ်းစားတွေးခေါ်တတ်လို့ဆုံးဖြတ်နိုင်တဲ့အရာသာလျှင်ပညာဖြစ်တယ်ပေါ့ပညာဟာနောက်ဆုံးမှလာတာဖြစ်တယ်ဟုတ်ပြီ subject matter မရှိဘဲနဲ့လည်းပဲပညာဆိုတာရှိလာဖို့မဖြစ်နိုင်ဘူးဒါကြောင့်မို့ဒီပိဋကတ်စာပေမှာဘာဆိုထားတော့ဆိုပညာတုဒ္ဒဝိနိစိနီပညာဟာတုဒ္ဒကိုဆုံးဖြတ်နိုင်တယ်လို့ဆိုမှန်ကန်တဲ့အကြောင်းအရာလားမမှန်ကန်တဲ့အကြောင်းအရာလားဆိုတာတုဒ္ဒကိုဆုံးဖြတ်နိုင်လောကမှာလူတွေတွေ့မြင်ကြားနာနေရတဲ့အရာတွေဟာတုဒ္ဒတွေတာဖြစ်တယ်အဲ့ဒီတုဒ္ဒကိုဟုတ်တယ်မဟုတ်ဘူးဆုံးဖြတ်တာတော့ပညာနဲ့ပဲဒါကြောင့်မို့ဘုရားဘာသာဝင်သူတော်စင်တွေအားလုံးကြားဘူးထတာရှိတယ်လေ950စာထဲမှာပုံပြင်လို့ဆိုထားတဲ့ဟာလေးကတကယ်ကိုသင်ခန်းစာပေးထားတဲ့အရာလေးတစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒီမှာတောထဲမှာခြုံပုတ်အောင်အိတ်နေတဲ့ယုံကလေးတစ်ကောင်ဟာခေါင်းထဲမှာဘာတွေးမိတယ်လဲဆိုရင်ယုံဆိုတဲ့အကောင်ကကြည်သွားလို့ရှိရင်လေသူကမြေကြီးပေါ်မှာခုံစွာသွားလေးရှိတာသွားတဲ့အခါမှာသူအိတ်နေရင်းကနေသူဘယ်လိုစဉ်းစားမိတော့ဆိုငါအိတ်နေတဲ့မြေကြီးများပြိုကျသွားရင်ဘယ်နဲ့များနေမလဲငါဘယ်ပေါ်မှာသွားလို့ရမလဲစဉ်းစားနေတဲ့အချိန်တုန်းမှာအပေါ်ကသူအိတ်နေတဲ့ခြုံပေါ်ကဒီထပင်းအငယ်လေးတွေကလည်းရှိတယ်အရွက်ချောက်နေတာအပေါ်ကအုတ်ရှိတီကနေဝုန်းကနေကြွေကြလိုက်တာအဲ့ဒီမှာယုံကလန့်ပြီးတော့ဟာငါထင်တဲ့အတိုင်းမြေကြီးပြိုပြီဆိုပြီးထွက်ပြေးတယ်နော်သူအိတ်နေတဲ့မြေကြီးသူအောက်ကမြေကြီးပြိုပြီဆိုပြီးတော့ထွက်ပြေးယုံပြေးတာမြင်တော့တခြားသတ္တဝါတွေကဘာလို့ပြေးတာတော့ဆိုမမေးနဲ့မြေပြိုပြီပြေးကြပြေးလိုက်ကြတာတော်ကြီးတစ်တော်လုံးမှရှိတယ်သတ္တဝါတွေဟာအကုန်လုံးပြေးလိုက်ကြတာဘယ်ဘက်ကိုပြေးနေတော့ဆိုမြေလွတ်ရာရှည်ပင်လယ်သမုဒ္ဒရာကြီးဘက်ကိုပြေးကြမြေပြိုလို့ပြေးကြတာတဲ့အဲ့ထဲမှာစဉ်းစားဉာဏ်ရှိတဲ့ဖះလောင်ရှင်သေးကြီးကဘာလို့ပြေးတာတော့လို့မေးလို့ရှိရင်မြေပြိုလို့ပြေးတယ်မြေပြိုတယ်ဆိုတော့မကြောက်ဘူးပေါ့ဘယ်သူပြောတာတော့ဆိုဟိုနာကဆင်ကြီးကပြောတယ်ဟိုနာကမြောက်ကပြောတယ်နဲ့
တူတူလွှဲချပြီးနောက်ဆုံးကြတော့ပြောတဲ့ကောင်ရှာတော့ယုံမှုသွားတွေ့မင်းမြင်ခဲ့သလားလို့ဆိုသူအတန်ကြီးကြားလို့ပြေးလာတယ်ကျန်တဲ့လူတွေကအပြောနဲ့တင်ပဲကိုယ့်ကိုမစင်းစားနိုင်ကြဘူးကုန်ထွက်ပြေးကုန်အဲ့ဒီမှာချင်းသေးကြီးကရှေ့ဆက်မပြေးအောင်ဟိန်းဟောက်ချင်းချောက်ပြီးဘယ်နေရာမြေပြိုတယ်လဲသွားကြည့်ပဲလားမင်းဘယ်နှအိတ်ထားလဲဆိုယုံကိုခေါ်တော့ယုံကမလိုက်ရဲဘူးတုံးနေတယ်သူကတကယ်ကြောက်ပြီးပြေးတာနောက်ကြတော့ကျောပေါ်တင်းခေါ်သွားပြီးတော့သူအိတ်တဲ့နေရာထိလမ်းပြခိုင်းတဲ့အခါကျတော့ဘာမှမဟုတ်ဘူးသူအိတ်နေတဲ့ခြုံပေါ်ကတည့်ရွက်ဒီထမ်းရွက်တွေပေါ်မှာအုံးရှိသီးကြွေကြတာဖြစ်တယ်ပေါ့အဖြေရှာလိုက်တဲ့အခါကျတော့ထမ်းရွက်6ပေါ်မှာအုံးရှိသီးကြွေကြလာတာဖြစ်တယ်သို့တော့စဉ်းစားဉာဏ်မရှိတော့အဲ့ဒီတုဒ္ဒအပေါ်မှာကိုအဖြေထုတ်ပြီးကြောက်ပြီးတော့ပြေးသွားကြတဲ့သရဝါတွေလူပဲဒါဟာပြောမယ်ဆိုလို့ရှိရင်ပညာမရှိလို့ဖြစ်တဲ့အဖြစ်ပြက်လေးတစ်ခုကိုသင်ခန်းစာပေးထားတာဖြစ်တယ်ပေါ့ပညာမရှိဘူးဆိုရင်လောကလူတွေကဒီလိုဖြစ်တဲ့ဒီလိုပြောတဲ့ဆိုတဲ့ကောလာဟလတယောက်ယောက်ကပြောရင်သို့မဟုတ် Facebook ထဲရေးလိုက်ရင်ယုံလိုက်ကြတာလူတွေကနော်ယုံလိုက်ကြပြီးလိုက်ပြီး share ကြတယ်လေအဲ့တော့လူတွေဖြစ်ကုန်နော်ကိုဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလို့သိပြီးတော့မစင်စားဘူး comment တွေရေးလိုက်တယ် share လိုက်ကြတယ်ဒါနဲ့ပဲယုံတငယ်ရဲ့မြေပြိုတဲ့သတင်းလိုပဲတနိုင်ငံလုံးဟာတမဟုတ်ချင်းဖြစ်ပြီးတော့လူတွေဟာလှုပ်ရှားနဲ့အလိုမရှိတဲ့ emotion တွေဖြစ်ပြီးတော့အလုတ်ပြက်အကိုင်ပြက်ဖြစ်ကုန်ကြတယ်ပေါ့ဒါဟာဘာကြောင့်လဲလို့ဆိုရင်ပညာမရှိလို့သာဖြစ်တာပညာရှိပြီဆိုတဲ့ပုဂ္ဂိုလ်တရားဟာသွားကြည့်စရာမလိုဘူးထိုင်ပြီးတော့သတင်းကြားလိုက်တာနဲ့ဟုတ်တယ်မဟုတ်ဘူးဆိုတာဆုံးဖြတ်နိုင်စွာရှိတယ်ဒီလိုဆိုလို့အဲ့ဒါကြောင့်မို့ပညာတုတ္တဝိနိစ္စနေပညာဟာသတင်းမှန်သမျှကိုဟုတ်တယ်မဟုတ်ဘူးဆုံးဖြတ်နိုင်စွာရှိတယ်ဒီလိုဆိုတယ်ပေါ့နော်အဲ့တော့မမှန်ကန်သတင်းလွှင့်တဲ့လူတွေကလည်းဒီကနေ့ခေတ်အလွန်ပေါ်ဖရုဒဝါစာကပါဇက်ကတင်ပြောစရာမလိုဘူးလက်ချောင်းကလေးနဲ့တင်ပြောလိုက်ရင်လည်းဖရုဒဝါစာတွေအများကြီးပဲတမ္ပပလာပတွေကလည်းလက်ကလေးနဲ့ပုတ်တယ်နဲ့ထွက်လာတမ္ပပလာပတွေဘုဒ္ဓဝါဒတွေဖရုဒဝါစာတွေဒီထဲမှာအမျိုးစုံပဲပိတုဏဝါစာဂုံးတိုက်တဲ့စကားလုံးတွေဒီထဲမှာအကုန်အဲ့ဓာတွေကိုယုံတငယ်လို့မြေပြိုတယ်ထင်ပြီးစိတ်လှုပ်ရှားနေမယ်ဆိုလို့ရှိရင်တော့ဘာတစ်ခုမှအလုပ်ဖြစ်မှာမဟုတ်ဘူးပေါ့အဲ့ဒါပညာအားနည်းခြင်းရဲ့အဓိပ္ပာယ်တွေကိုဖော်ပြနေတာဖြစ်လို့ကိုလောက်ရမယ့်အလုပ်နဲ့ကိုသိရမယ့်အတတ်ပညာတည်တည်ငြိမ်ငြိမ်နဲ့စူးစမ်းအထောက်ဖို့အားလို့ဒါကြောင့်မို့လို့ပညာတုတ္တဝိနိစ္စနိပညာသည်တုတ္တကိုဆုံးဖြတ်နိုင်စွမ်းရှိတယ်လို့ဒီလိုဆိုပညာကိတ္တိတိလောကဝဋ္ဌဏီဒါကတော့ပြဇတ်ကိုပြောတာပညာရှိလာလို့ရှိရင်ကြော်စောသတင်းတွေတကယ်ထူးချွန်တဲ့ပညာရှိလာပြီဆိုရင်ကြော်စောသတင်းတွေထွက်ပေါ်နိုင်တယ်ပညာတဟိတောနရောအပိဒိဋ္ဌိပိအပိဒုက္ခိပိဒုက္ခနေဝိနတိအသိပညာရှိပြီဆိုလို့ရှိရင်ဘလောက်ပဲအခက်ခဲကြုံဘလောက်ပဲအကျက်တဲကြုံပညာစွမ်းအားနဲ့လွတ်မြောက်နိုင်တယ်လို့ပြောတယ်ဒါကြောင့်မို့လို့ပညာသင်ကြားတဲ့မြန်မာနိုင်ငံမှာပညာရေးဌာနတကယ်ပညာသင်ကြားနေတဲ့အလုပ်ဟာမြန်မာနိုင်ငံအတွက်အရေးကြီးဆုံးသောနေရာဖြစ်တယ်တကယ်ကိုမြန်မာနိုင်ငံရဲ့နှလုံးသားလို့ပြောရမှာပဲဖြစ်တယ်ပေါ့ပညာသည်တကယ်နှလုံးသားပဲအဲ့တော့တကယ်အရေးကြီးတဲ့နေရာမှာအလုပ်လုပ်ကြပြီဆိုရင်တို့တဲ့ကိုယ့်ရဲ့တန်ဖိုးသင်ယူနေကြတဲ့တပည့်ကျောင်းသားတွေကလည်းထို့တူပဲတို့ဟာအကောင်းဆုံးအလုပ်ကိုလုပ်နေတာဖြစ်တယ်ပညာကိုတို့တွေစီးပူအထောက်ပညာစီးပူခြင်းဘာလို့အောင်တုတ္တများရှိအောင်ကြိုးစားတုတ္တဒါကြောင့်မို့ရှေးခေတ်ကတော့စာဖတ်ကြတယ်ပေါ့အခုကျတော့ဖုံးပို့ကြတယ်ပေါ့အဲ့တော့စာအုပ်များဖတ်ဖို့လိုတယ်ဖုံးထဲကရတဲ့တကယ်ဒီ information တွေလည်းအများကြီးရှိပါတယ်အဲ့ဒါတွေပဲကိုဖတ်ရင်တော့တန်ဖိုးရှိပါတယ်အ
အရေးကြီးတဲ့အကြောင်းအရာတွေကိုမသိသေးတဲ့အကြောင်းအရာတွေသိရှိနားလည်လောက်အောင်ကြိုးစားပြီးတော့သိရှိလာတဲ့ subject matter တွေပေါ်မှာကိုယ်တိုင်စူးစမ်းလေ့လာရင်ပညာတွေဟာတိုးတက်လာမှာဖြစ်တယ်။နော်ပညာတွေတိုးတက်လာသုတတွေကိုအရင်စီးမှုအထုတ်ပြီးထိုသုတတွေပေါ်မှာအခြေခံပြီးတော့စဉ်းစားတတ်လာပြီဆိုမှပညာတွေဖြစ်လာမှာ။စဉ်းစားတတ်လာပြီဆိုရင်ထိုစဉ်းစားမှုတွေကြောင့်ကိုယ်ခေါင်းထဲမှာအဖြေတွေများစွာဖြစ်လာ။ပြဿနာရဲ့အဖြေတွေခေါင်းထဲမှာအစဉ်သင်းဖြစ်သွား။အသိဉာဏ်တွေဖွံ့ဖြိုးလာပြီဆိုရင်ဘယ်လိုမေးရင်ဘယ်လိုဖြေမယ်လို့ကြိုတင်စဉ်းစားကြရမလို့ခေါင်းထဲမှာအဖြေတွေဟာသူ့ရှိလာသုတပေါင်းများစွာပေါ်မှာကိုယ့်ကိုယ်အဖြေထုတ်နိုင်စွမ်းရှိလာတယ်လို့ဒီလိုဆွလို့ရတယ်ပေါ့ဒါကြောင့်မို့လို့ဒီလူတွေမှာစွမ်းအားတွေရှိလူတွေမှာစွမ်းအား၅မျိုးရှိတယ်ပြောလေးရှိကြတယ်ဗလ၅ဓာန်လို့ပြောလေးရှိကြတယ်ဗလ၅ဓာန်လို့ပြောတဲ့အထက်မှာဒီ1 2 3 4တရုပ်ကိုထုတ်ဖို့ပြောတာတော့တူချင်မှတူပဲပေါ့ဒီနေရာမှာဗလ၅ဓာန်ဆိုတာဇာတကရဲ့အဆုံးအမတွေကပါတဲ့ဗလ၅ဓာန်ကိုပြောရမယ်ဆိုလို့ရှိရင်ဗလ၅ဓာန်ဆိုတာဗလဆိုတာပါဝါပဲလူတွေရဲ့အစွမ်းအား၅မျိုးရှိတယ်တော့ဗလကိုဘာသာပြန်တဲ့အခါမှာပါဝါလို့ပဲဘာသာပြန်လေးရှိတယ်ဟောခွန်အားလို့ strength လို့လည်းပြန်တာရှိတယ်ပေါ့သို့တော့ပါဝါဆိုတဲ့စွမ်းအားတစ်ခုအဲ့ဒီမှာနံပါတ်1လူတွေမှာရှိနေတတ်တဲ့ပါဝါ၅မျိုးထဲမှာနံပါတ်1ကဘာလဲလို့ဆိုလို့ရှိရင်သူကဘာဟုပလလက်ယုံခွန်အားလူဟာလက်ယုံအားဆိုတာလုံနိုင်တယ်ကိုင်းနိုင်တယ်ဆိုတဲ့လုံလဝိရိယနဲ့တန်ဆွမ်းတယ်ဆိုဘာဟုပလဆိုကျမ်းမာတန်ဆွမ်းမှုလို့ဒီလိုပြောလို့လည်းရတယ်ပေါ့တန်ဆွမ်းပြီးလုံနိုင်ကိုင်းနိုင်တယ်ဆိုတဲ့ဆွမ်းအားတစ်ခုလက်ယုံအားရှိတယ်လို့ပြောကြရှေးတုန်းကမြန်မာနိုင်ငံကိုကာကွယ်ပေးသွားကြတဲ့အနော်ရထာတို့ဒီကျန်စစ်သားတို့လောင်ဖျားတို့ဘရင်နောင်တို့ဆိုတာဘာဟုပလဆိုလက်ယုံအားတွေမတမကောင်းကြတယ်ပေါ့နော်အဲ့ဒီနည်းနဲ့လေဒါခွန်အားတစ်မျိုးပဲလို့ဒီလိုဆိုလို့ပေါ့ခွန်အားတစ်မျိုးပဲဟောနောက်ဒုတိယခွန်အားဆိုတာဘာတော့လို့ဆိုလို့ရှိရင်သူကဘောဂပလစိတ်ဥစ္စာတွေရှိရင်လည်းသူကလည်းစွမ်းအားတစ်ခုပဲပြဿနာမဖြစ်နဲ့ငွေထိုးလိုက်ရင်ပျောက်သွားတယ်သူစွမ်းအားလည်းကြီးတယ်လေနော်ဘလောက်ဆိုးတဲ့ပြဿနာပဲဖြစ်ဖြစ်ပတ်စံပေးလိုက်ရင်သူကချောသွားတယ်ဒါကြောင့်မို့လို့ဘောဂပလလို့ခေါ်တယ်စွမ်းအားတစ်မျိုးပဲခက်ခဲတွေကိုကျော်လွှားတဲ့နေရာမှာစွမ်းအားတစ်မျိုးပဲလို့ဆိုဘောဂပလစိတ်ဥစ္စာတွေကြွယ်ဝချမ်းသာမှုနောက်တတိယကဘာလို့ဆိုအမစ္ဆပလလုဖို့ကင်ဘက်အပေါင်းအသင်းရောင်းရည်နေနဲ့ကောင်းတယ်အဖွဲ့အစည်းကောင်းတယ်ပေါ့နော်အဖွဲ့အစည်းကောင်းတယ်အဲ့ဒီအဖွဲ့အစည်းလုဖို့ကင်ဘက်တွေနဲ့စွမ်းအားဟာအမစ္ဆပလအမစ္ဆဆိုဒီမှာသူကအမာဒဟဘဝန္တိတိအမစ္ဆောဆိုမြန်မာလူတော့အမတ်လူပြန်လေးရှိကြတယ်ဒါပေမဲ့အတူတကွလုဖို့ကင်ဘက်တွေအဲ့ဒီအတူတကွလုဖို့ကင်ဘက်တွေရဲ့စွမ်းအားအများအားဆိုတာဒီတယောက်အားနဲ့ယူတော်မရအများအားနဲ့ယူတော်ရတယ်ဆိုတယ်အများစွမ်းအားလည်းရှိအဲ့ဒါကိုအမစ္ဆပလလို့ခေါ်တယ်နံပါတ်4ကတော့ဘာလို့ဆိုအဘိဆစ္စပလလူဆိုတာမျိုးရိုးကောင်းတာရှိတယ်မျိုးရိုးကောင်းတဲ့အင်အားလည်းပဲကြီးမားတယ်မျိုးရိုးမြင့်မြတ်သည့်အတွက်ကြောင့်လူတကာကလေးစားတယ်ထင်ကြီးတယ်ဆိုတာရရှိထားပြီးသားဖြစ်တယ်အဲ့ဒီမျိုးရိုးကောင်းမှုဆိုတဲ့အားအဲ့ဒီအားတွေဟာတကယ်တော့တကယ်အင်အားတွေမဟုတ်ပါဘူးတဲ့တကယ်ပါဝါတွေမဟုတ်ပါဘူးတဲ့နံပါတ်5ဖြစ်တဲ့ပညာဗလစဉ္ညတုံတရားနဲ့အမျော်မြင်ပညာအသိပညာဆိုတဲ့စွမ်းအားဟာအကြီးမားဆုံးပါတဲ့ကြံတဲ့အရာတွေနဲ့လုံးဝမတူပဲနဲ့ပညာစွမ်းအားဟာအကြီးမားဆုံးပဲလို့ဘာကြောင့်လဲလို့ဆိုလို့ရှိရင်ပညာစွမ်းအားမရှိဘူးဆိုရင်ခုနက
ယုံပြောတဲ့စကားကိုနားထောင်ပြီးနားယောင်ပြီးဆင်ကြီးတွေပါတောထဲကထွက်ပြေးကြတယ်ဆိုတာခွန်အားဗလာတော့ဆင်းဆိုတာအလွန်ကြီးမားတာပဲဒါပဲလို့ပညာစွမ်းအားနည်းလို့ရှိရင်သူပြောတာကိုယုံတယ်ပြောသမျှကိုယုံကြည်နေကြတာမျိုးတွေဖြစ်တတ်တယ်ပေါ့လောကမှာဘာသာတရားတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲလူတွေဟာယုံကြည်မှုတွေပေါ်မှာအခြေခံလေးရှိကြတယ်ပညာနဲ့မစင်စားကြဘူးအကယ်၍ပညာကိုရှေ့တန်းတင်လိုက်မယ်ဆိုရင်ကမ္ဘာလူသားဟာနော်လေးပုံလောက်ဘုရားဘာသာတွေဖြစ်လာမှသိချတယ်ပေါ့ပညာသာရှေ့တန်းတင်လိုက်မယ်ဆိုရင်ဘုရားဘာသာတွေဖြစ်ဒီကနေ့ခေတ်မှာဘာသာတရားနဲ့ပတ်သက်ပြီးတော့ free thinker ဆိုပြီးတော့ပေါ်လာတယ်နော် free thinker ရဲ့သူတို့ဆိုလိုတဲ့အဓိပ္ပာယ်ကဘယ်ဘာသာရဲ့အဆုံးအမနဲ့မှဆက်ဆက်မထားပဲနဲ့သူ့ဟာသူကိုယ်ပိုင်အတွေးခေါ်နဲ့ကိုကြိုက်တာကိုလုပ်မယ်ဆိုတဲ့ပုံစံမျိုးလားကိုလွတ်လွတ်လပ်လပ်တွေးခေါ်ပြီးတော့မှန်တာထင်တာကိုလုပ်တယ်ဆိုတဲ့အနေအထားမျိုးလားဘုန်းကြီးတို့စဉ်းစားမိတာတော့ free thinker 2မျိုးတွေးနိုင်တယ်ပေါ့နော်2မျိုးတွေးနိုင်တယ်ဆိုတာကိုထင်ရာကိုတွေးပြီးတော့ကိုမှန်တဲ့ထင်ရာကိုလုပ်တယ်လို့ဆိုရင်တော့အဲ့ဒါတော့အယူတစ်မျိုးပဲလို့ထင်တယ်အယူတစ်မျိုးပဲဖြစ်သို့တော့အဲ့ဒီလိုမဟုတ်ဘဲနဲ့လောကရဲ့ထုံတမ်းစင်လာ tradition ဆိုတာရှိတယ်နော် tradition ဆိုတာရှိတယ်ပတ်ဝန်းကျင်ဆိုတာရှိတယ်အားလုံးပေါ်မှာချိန်ဆက်ပြီးအကောင်းဆုံးကိုလိုက်နာမယ်လို့ဆိုတဲ့ပုံစံမျိုးကြရင်တော့ဘုရားဘာသာပဲဖြစ်သွားမှာအဲ့ဒီ free thinker ဆိုတာဟာရသော်ဗျာကိုယ်တိုင်ကလည်းလွတ်လွတ်လပ်လပ်တွေးခေါ်ခိုင်းထားတာသူဟောတဲ့တရားကိုမှန်တယ်လို့ဒီငါဟောတဲ့အတိုင်းငါပြောတဲ့အတိုင်းလုပ်ကြလို့ဘယ်တော့မှမဟောဘူးကိုညံနဲ့ကိုစဉ်းစားလို့ဆိုတာကိုယ့်ဟာကိုယ်ဘုရားကအမှန်ကိုဟောပေးမယ်ဟောပေးပြီးရင်ကိုလိုက်တွေ့ကိုယ်တိုင်သိအောင်လုပ်အောင်တန်ဒိဋ္ဌိကောဆိုကိုယ်တိုင်သိအောင်လုပ်ဖို့လိုတယ်အဲ့ဒါကြောင့်မို့ယုံကြည်ဖို့တဲ့သိဖို့ကအရေးကြီးတယ်ပေါ့ဒါမို့ကာလမသုတ်တံမှာဆိုရင်မြတ်စွာဘုရားဘာဟောမင်းအမှန်တရားကိုတွေးချင် tradition နဲ့တင်လမ်းဆုံးမနေနဲ့ hearsay လို့ဆိုသူပြောလူပြောတွေနဲ့တင်လမ်းဆုံးမနေနဲ့ပိဋကသမ္မာရဏိနာကိုသင်ထားတဲ့စာပေကျမ်းဂန်နဲ့တင်လမ်းဆုံးမနေနဲ့နော်မာတမနောနောကရုငါတို့လေးစားရတဲ့ပုဂ္ဂိုလ်ရဲ့ဘယ်ဆရာတော်ကြီးကဟောတာတို့ဘုရားဘာသာဘယ်ခေါင်းဆောင်ကပြောတာဆိုပြီးဒီပုံမှာလမ်းဆုံးမနေနဲ့ဒီလိုဆိုလို့မာဘဗ္ဗရူပတ္တယဒါလေးကတော့မှတ်သားစရာကောင်းတယ်မှတ်ချင်စရာလေးပဲဆိုတဲ့ပုံမှာလဲလမ်းဆုံးမနေနဲ့မာတက်ကဟေတုကိုတွေးတောဆင်ခြင်မှု logic ဆိုတာတွေနဲ့ကြောင်းကျိုးတွေးတောဆင်ခြင်လို့ကိုက်ညီတယ်ဆိုတာလေးနဲ့လဲလမ်းဆုံးမနေနဲ့မာအာကာရပရိယုတကိနာအကြောင်းရှာကြည့်လို့ဒါမှန်ကန်တဲ့အကြောင်းပဲဆိုတာကိုတွေးရှိလို့ဒါနဲ့လဲလမ်းဆုံးမနေနဲ့မာဒိဋ္ဌိနေဆာနဲ့ခန္တီယငါအမြင်နဲ့ငါကြိုက်တာနဲ့ကိုက်ညီတယ်ဆိုတာလေးနဲ့လဲလမ်းဆုံးမနေနဲ့လို့ဆက်ဆောရအဲ့ဒါလို့ဟောအမှန်တရားကိုရှာရရင်အဲ့ဒါတွေပုံမှာလမ်းဆုံးမနေနဲ့လို့ဆိုလိုတယ်ဒါတွေကိုအမှန်လို့မမှတ်နဲ့လို့ဟောတာမဟုတ်ဘူးအဓိပ္ပာယ်ပြန်တဲ့အခါမှာသူကအမှန်တရားဆိုဒီမှာကိုယ်ပညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ဒါတွေပေါ်မှာအခြေခံရမယ်အခြေခံပြီးတော့အမှန်တရားဆိုတာကိုရှာဥပမာမဲ့ tradition ဆိုတာမှားတာလည်းရှိမယ်မှန်တာလည်းရှိမယ်စာထဲမှာရေးထားတယ်ဆိုတာလည်းအမှားလည်းရှိနိုင်တယ်အမှန်လည်းရှိနိုင်အမှားအမှန်ဆိုတာကိုယ်ပိုင်ဉာဏ်ရဲ့ဉာဏ်နဲ့ဆုံးဖြတ်ရမယ်အရာသာဖြစ်တယ်ရေးထားလို့အမှန်လို့ပြောလို့မရဘူးပေါ့နော်စာထဲရေးထားတာကိုအမှန်လို့ဘယ်တော့မှလက်ခံမထားနဲ့လောက်ကြည့်လို့ဆိုလို့လက်တွေ့ပေါ့နော်အခုဒီမှာတက္ကသိုလ်မှာဆရာဆရာမတွေပညာရှင်တွေဆိုဟော physics တို့ chemistry တို့ဘာနဲ့ဘာပေါင်းဆိုင်ရင်ဘာဖြစ်တယ်လောက်ကြည့်စာထဲတော့ရေးထားတာပဲလောက်ကြည့်လို့ဖြစ်ရင်ဟုတ်ပြီဒါမှန်တယ်လောက်ကြည့်လို့ရလောက်ကြည့်လို့ရသော်ဗျာအဲ့လိုဆိုလို့လားလောက်ကြည့်ကိုယ်တိုင်စမ်းသပ်ကြည့်ကိုယ်တိုင်စမ်းသပ်ကြည့်ပြီဆိုလို့ရှိရင်အဖြေတစ်ခုကထွက်လာမှာသာဖြစ်တယ်ပေါ့အဲ့ဒီလိုအဖြေထွက်မှသာလေမှန်ပြီလို့လက်ခံရမယ်လို့သူတို့ဆိုလို့တယ်ကာလမသုံးပါရှင်းရှင်းလေးရဲ့မြတ်စွာဘုရားဟောတာကိုယ်တိုင်သိအောင်လုပ်ရမယ်ကိုယ်တိုင်သိပြီဆိုမှအမှားအမှန်ဆိုတာအသိဉာဏ်နဲ့မှဆုံးဖြတ်လို့ရတယ်ဒါကြောင့်မို့လို့
ပညာစွမ်းအားဟာအကြီးမားဆုံးပဲလို့အကြီးမားဆုံးဖြစ်တဲ့ပညာစွမ်းအားကိုရမှာရှားပွေချရမှာဖြစ်တယ်ပေါ့လူတိုင်းဟာနေ့စဉ်နဲ့အမျှအစာစားပြီးကာယစွမ်းအားကိုမြင့်တင်နေကြသလိုစာရီဖတ်ရှုခြင်းဘောဓုတတွေကိုလေ့လာခြင်းစီပူခြင်းဖြင့်ပညာစွမ်းအားကိုနေ့စဉ်အားဖြည့်ပေးနေကြမှာဖြစ်တယ်ဘလောက်ပဲတတ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အားဖြည့်မပေးဘူးဆိုလို့ရှိတာလေးထုတ်သုံးနေရင်တော့ကုန်ပါပဲဒါကြောင့်မလို့ဆက်ပြီးတော့ဖတ်နေကြရတယ်အခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဆရာဝန်တွေတော်ကြတယ်သို့သောစာမဖတ်ဘူးဆိုလို့ရှိရင်တော့ပကံခေတ်ကိုပြန်ရောက်သွားတယ်ဟိုးကြောက်ခေတ်ကိုပြန်ရောက်သွားနိုင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုအသစ်တွေကပေါ်နေပြီလေတစ်တွေကပေါ်နေပြီခေတ်ဆိုတာဟာပညာရက်တွေဆိုတာတစ်ခုပြီးတစ်ခုပြောင်းလဲနေတာဖြစ်တယ်တခါတရံဘုန်းကြီးတို့ပြောစံကြတယ်နိုင်ငံသားတွေမှာဒီဆေးကိုမသုံးတော့ဘူး side effect တွေများလို့ဗမာပြည်မှာခုမှစာသုံးတာရှိသေးတယ်နောက်ကျတဲ့သဘောတွေကလည်းအများကြီးရှိတယ်ပေါ့နော်ခုမှဒါတွေကသုံးမလို့စကားရှိသေးဟိုကဒီဆေးတွေဈေးကွက်ကထုတ်လိုက်ပြီဆိုဗမာပြည်ဝေါ်ကနေရောက်လာအဲ့ဒါဟန်ကြလို့ဟိုမှမသုံးတော့ဘူးဆိုရင်ဒီရောက်လာဒီကတော့အသစ်ဆန်းခုမှဆေးကောင်းဝါးကောင်းတွေထွက်လာအဲ့ဒီလိုတွေဖြစ်တာဟာအသိဉာဏ်နောက်ကျခြင်းရဲ့အကြောင်းတစ်ခုပဲပေါ့ကိုယ်တိုင်ထုတ်လုပ်เสียမဟုတ်ဘူးသိနေရမယ်ဘယ်အရာပဲဖြစ်ဖြစ်နေ့စဉ်နဲ့အမျှကိုဟာမော်ရန်ဖြစ်နေရနော်အမြဲတမ်းအချိန်နဲ့တပြေးညီကိုဒီထိမ့်သိမ့်နေရမှာပေါ့အမြဲတမ်းအချိန်နဲ့တပြေးညီဒီနောက်ကျပြီးတော့မကြံရက်အောင်အမြဲတမ်းလေးလာစီဖို့အထောက်နေရမှာဖြစ်တယ်နောက်တွေးရှိချက်တွေကအများကြီးပဲဖြစ်တယ်ဟိုရှိတုန်းကနမူနာတစ်ခုပြောပြရမယ်ဆိုလို့ရှိရင်ဗီတာမင်ဆေးတွေဟာတောက်ကြတယ်မြန်မာတွေကအားဆေးဆိုပြီးဒါတော့မှအားရှိတယ်ထင်ပြီးတော့တောက်နေကြကောင်းတော့ဗောဈေးခွက်မှာဗမာပြည်မှာရောင်းရတာအမှန်တန်အကောင်းတယ်အဲ့တော့အားဆေးလို့ခေါ်လိုက်တယ်ဗီတာမင်ကိုအားဆေးလို့ခေါ်လိုက်ပြီးမြန်မာလူမျိုးတွေကဒါလေးတောက်ရမှအားရှိတယ်လို့ထင်တယ်ဆရာဝန်ကြီးတယောက်ကပြောပြတယ်တကယ်ကတော့အားဖြစ်နေတာဟာကိုနေ့စဉ်စားနေတဲ့အစာအာဟာရတွေအသီးအနှံတွေဟင်းသီးဟင်းရွက်တွေဒါတွေကအားဖြစ်နေတာဟိုဆေးကအားဖြစ်တာမဟုတ်ဘူးတစ်ချိန်တုန်းကအယူဆဗီတာမင်တွေဟာလိုအပ်နေတယ်တောက်တယ်ပိုးရှံသွားရင်လည်းသူ့ဘာသူအညစ်အကြေးတွေပါသွားမယ်လို့ယူဆတယ်နောက်ပိုင်းကျတော့အဲ့ဒီအယူဆမှားလာတယ်ခန္ဓာကိုယ်ထဲမှာဗီတာမင်တွေများလာလို့ရှိရင်တောက်ဆင်ဖြစ်တယ်စိတ်တောက်ဖြစ်လာတယ်လို့ဆိုဘယ်ဟာမှခန္ဓာကိုယ်ထဲကိုအစိတ်တောက်ဖြစ်မဲ့အရာတွေဟာမရောက်စိတ်တဲ့မှုပေါ့နော်လွဲမားတဲ့အတွေးအခေါ်တွေကနောက်ကျပြီးတော့ကြံရတဲ့ဒါကြောင့်မို့လို့ပညာကိုအမြဲတမ်းလေ့လာစီးပူအားထုတ်နေရခေတ်နဲ့အညီကိုယ့်ရဲ့ပညာရက်တွေဟာနောက်ကျမနေအောင်ကြိုးစားကြရမှာဖြစ်တယ်အဲ့ဒီလိုကြိုးစားမှဒီကိုဟာနောက်ကျကြံရခြင်းမဖြစ်ဘဲနဲ့အသုံးဝင်တဲ့အနေအထားမျိုးကိုရရှိမှာဒါကြောင့်မို့ပညာစွမ်းအားဟာလောကမှာအရေးကြီးဆုံးဖြစ်ပါတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဖြစ်တယ်ပေါ့နော်မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းပြောမယ်ဆိုတံပလနံဗလံတိဋ္ဌံအခံပညာဗလံဗလံပညာစွမ်းအားဟာအကောင်းဆုံးအထွတ်ထိပ်ပဲဖြစ်တယ် top 1လို့ပြောမှာပေါ့ခုခေတ်လို့ပြောပညာဟာတကယ်ကို top 1ပဲအဲ့ဒီပညာပလေနုပထထောအထံဝိနတိပဏိတောပညာစွမ်းအားနဲ့အရာရာမှာပံ့ပိုးလိုက်မယ်ဆိုလို့ရှိရင်ဒီလူဟာဘယ်တော့ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာတွေကိုရလာမှာလို့ဆိုတယ်ဒါကြောင့်မလို့လူငယ်လူရွယ်လေးတွေပညာကြိုးစားသင်ကြပါစာများဖတ်ကြပါဖုန်းကိုသိမပွတ်ကြပါနဲ့နော်များဖတ်ပြီးတော့ဖုန်းထဲကရတဲ့ဟာအကျိုးရှိတဲ့အရာကိုတော့ယူသင့်ပါလေအကျိုးရှိတဲ့အရာတွေကိုယူသင့်ပြီးတော့တန်မိုးရှိတဲ့ပညာရက်တွေနေ့စဉ်နဲ့အမျှကိုယ်ကောင်းနဲ့ရောက်အောင်ကိုယ်ရင်နဲ့ရောက်အောင်စီးပူအားထုတ်ကြမှာဖြစ်တယ်အဲ့ဒီလိုစီးပူအားထုတ်နိုင်မှသာလေမိမိဘဝလဲတက်လန်းတိုင်းပြည်လဲတက်လန်း
ကိုယ်လူမျိုးကိုယ်အတိုင်းဝိုင်းအားလုံးဟာဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့အခြေခံကောင်းကြီးတွေကိုရရှိမှဖြစ်တယ်လို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဟာလည်းဒီတိုင်းပဲဆုံးမတာဖြစ်လို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ပညာစွမ်းအားကိုတန်ဖိုးထားပြီးနေ့စဉ်နဲ့အမျှကျမ်းမာရေးပညာပဲဖြစ်ဖြစ်စီးပွားရေးပညာပဲဖြစ်ဖြစ်ဓမ္မပညာပဲဖြစ်ဖြစ်ပညာဟူသမျှနောက်ကျမကြံရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း